ကင်မရာအရန်ကောင်းတယ်ဆိုပြီးတော့အရန်ကိုနာမည်ကြီးနေတဲ့ဟာပေါ့နော်ကျွန်တော်တော့စောစောနိုင်မှာဒီနေ့မှာကျွန်တော်က Oppo ရဲ့နောက်ဆုံးထွက်ဖြစ်တဲ့ 5X9 Ultra ကို unboxing လုပ်ပေးမှာဖြစ်ပါတယ်unboxing လုပ်ပြမှာဖြစ်ပါတယ်ပေါ့နော်လုပ်ပေးမှာဖြစ်တယ်ဆို reviewer ဆန်သွားမယ်အဲ့တော့ဒါက review မဟုတ်ဘူးကျွန်တော်သုံးဖို့အတွက်ဖောက်မှာပေါ့နော်အခုဒီမှာ Oppo 5X6 လွန်ခဲ့တဲ့2လလောက်တုန်းကအကြာကြီးကြိုင်မယ်မျောလင့်ပြီးတော့မှဝယ်ထားခဲ့တဲ့ဟာဒီကောင်ကတော့မြန်မာငွေနဲ့ဆို300လောက်ရှိတယ်ဒီဟာကတော့သူ့ရဲ့ထက်ဝက်စီးလောက်ပဲရှိမယ်ဒါပေမဲ့နောက်ဆုံးထွက်ဖြစ်တဲ့ကင်မရာအရန်ကောင်းတယ်ဆိုပြီးတော့အရန်ကိုနာမည်ကြီးနေတဲ့ဟာပေါ့နော်ဒါထိုင်းမှာမေတရက်နေ့မှာပစ္စည်းစာပေးတယ်ဒါနေ့လယ်လောက်တော့ကျွန်တော်လက်ထဲရောက်တယ်ပေါ့နော်ကျွန်တော်ကဝါသနာရကင်တဲ့လူဖြစ်တဲ့အတွက်ဗီဒီယိုဒီလိုတော့ကျွန်တော်အများကြီးပြောမှာမဟုတ်ဘူးတကယ်ဘလို့ကြောက်မှမသိဘူးဗျာတကယ် Oppo fan ကိုဖြစ်သွားတော့တာဗျာသိလား Oppo fan ကိုဖြစ်သွားတော့တာS26 Ultra ကိုလည်းကျွန်တော်တော်တော်သဘောကျတယ်သို့ပေမဲ့အခုထိဘာကြောင့် Samsung ကလေ file တွေဆိုတော့ Excel တို့ PDF တို့အတွက်ကို preview app မထုတ်ပေးသေးလဲမသိဘူးသူက Note app ကနေတဆင့်သွားပြီး preview ပုံစံမျိုးကြည့်ရဒါမှမဟုတ် Microsoft Edge တို့လို browser တွေကနေကြည့်နေရတယ်ဗျာ iPhone လို preview app တီးတက်နဲ့ကောင်းမွန်အခုထိ Samsung မှာမရှိသေးဘူးအဲ့တခုကဒီ mobile phone ကနေပြီးတော့မှစင်ရင်းနေပါလိစစ်တဲ့ကျွန်တော်အတွက်လက်ထဲမှာဗျာဆိုတော့ကျွန်တော်က Android တစ်လုံး iPhone တစ်လုံးကင်တယ်ဆိုလက်ထဲမှာဒီ Android ရှိနေတဲ့အချိန်ကျရင်ကျွန်တော်အဲ့ဒါအဆင်ပြေခြင်းတယ် Samsung မှာကျတော့အဲ့တခုကအဆင်မပြေဘူးOppo တို့ Vivo တို့မှာကျတော့ preview application ကတော်တော်လေးအားကောင်းလာတယ်အထူးသဖြင့် Oppo မှာဆိုရင်တော်တော် preview app ကတော်တော် powerful ဖြစ်တယ်အဲ့ဒီဥစ္စာကကျွန်တော်ဒီဖုန်းတွေကိုစက်ကင်စေဖို့အတွက်ခွန်အားဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ key တွေကလည်းခဏသွားရတယ်အဲ့လိုမျိုးအခြေအနေမျိုးမှာ battery ပေါ့နော် battery တွေကသိတဲ့အတိုင်းပဲဒီ China phone တွေက silicon carbon သုံးလာတဲ့အတွက် battery နေရာသေးလေးနဲ့ battery တွေအများကြီးပိုခံတယ်ပေါ့ဗျာ battery အကြာကြီးပိုခံတယ်ပေါ့နော်ဒီဥစ္စာဆိုရင်ကျွန်တော်ပုံနေထဲမှာကြည့်တော့မှဒီကောင်နည်းနည်းလေးထူတဲ့ထဲပါတယ်ဗျာသိလားတော်တော်လေးမယ်လို့ထင်တာလက်ထဲကိုရောက်လာတဲ့အချိန်မှာဒီ70 Pro Max နဲ့ဆိုရင်တော့ဒီကောင်ကနည်းနည်းလေးပေါ့တယ်လို့ခံစားနေရတယ်အဲ့တော့ first impression အနေနဲ့သူ့ရဲ့ leatherအရန်မိုက်တယ်ဗျာလက်ထဲမှာကန်ရတာ grip ဖြစ်တယ်ကျွန်တော်ကဖုန်းဖြစ်ကာပါဖြစ်ဝယ်ရင်နံပါတ်1အချက်ကျွန်တော်တို့က grip ဖြစ်ဖို့လိုတယ်ဗျာဒီ grip အနောက်ကနေကန်ထားတဲ့အချိန်ကျရင်ကျွန်တော်လက်တွေပါရတခါကျရင်ချွေးစည်းထွက်တဲ့အချိန်မှာချောမနေခြင်းဘူးဒီကောင်ဆိုရင်ကြမ်းတမ်းနေတာလည်းမဟုတ်ဒါပေမဲ့ grip ဖြစ်တယ်လက်ထဲမှာမြင်ကန်လို့ရတဲ့ဟာမျိုးဖြစ်တယ်အဲ့ဒါလေးကျွန်တော်တော်တော်သဘောကျတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဖုန်းနဲ့စာအများကြီးရိုက်ရတယ်စာပြန်ရတဲ့လူတွေဖြစ်တဲ့အတွက်ဒီလိုလက်နဲ့ဒီလိုတင်ထားတဲ့အချိန်မှာဒီနားလေးကနည်းနည်းလေးလုံးပေးထားတယ် Type C အပေါက်ကြီးကရှတလာမဖြစ်နေတာလေးကလည်းတော်တော်လေးသဘောကျဖို့ကောင်းတယ်ကင်မရာကြီးကတော့ဗန်ကြီးအကြီးပဲကင်မရာအသားပေးထားတယ်အများကြီးကြီးညာထားတဲ့ဖုန်းဆိုတော့ကင်မရာကတော့တော်တော်ကောင်းလောက်တယ်ဒါပေမဲ့ကျွန်တော်ကတော့ကင်မရာကောင်းတာတွေဘာတွေဆိုရင်လိုက်ကင်နေပြီးွားရင်ဓာတ်ပုံကတော့ဘာမှတိတ်ရိုက်ဖြစ်တဲ့လူထဲမှာတော့မပါဘူးဗောနော်ဒါလေးကို power ဖွင့်ထားလိုက်မယ်ဒါလေးကို power ဖွင့်တာတော့ဘူးထဲမှာဘာတွေပါလဲကိုကျွန်တော်ပြပေးမယ်ဒီမှာ Oppo 5X9 Ultra UR Next camera ဘာညာပေါ့သူကင်မရာကိုသူအမွန်တင်ထားတယ်ဆိုတော့စာရန်မျိုးလေးပါတယ်ပေါ့နော် charging ဒုံးကြီးပါမယ် charging ဒုံးက100 watt ဒီမှာ cable ပါမယ် single ထုတ်တဲ့ပင်လေးတစ်ခုပါမယ်ပြီးသွားပြီဆိုရင်ဘာပါမလဲဆိုတော့ကာဘာပါလိမ့်မယ်ကာဘာကကောင်းကန်လေးစေတနာပါထည့်ပြီးမလားတော့မပြောတတ်ဘူးနော်ဒီမှာဒါတော့သူ store ကိုပြန်ညွှန်းတဲ့ဟာလားဒါမှမဟုတ်ဆိုရင် discount တစ်ခုပေးဖို့လားမသိဘူး Oppo Watch တို့ Pad တို့အဲ့လိုနှစ်ချက်တို့အတွက်စီကို second fast ဆိုပြီးတော့မှပြောထားတဲ့ဟာလေးတစ်ခုပါတယ်ဒီမှာ safety guide ဆိုပြီးတော့မှပါတယ်ဒီမှာ quick start guide ပေါ့နော်ဒါတွေကတော့မလိုတဲ့ဟာတွေပါအဲ့တော့ကာဘာလေးကသူတို့ဘယ်လောက်စေတနာထားလဲကိုတစ်ချက် show မယ် silicon case လေးပဲ silicon case တောင်အရန်အကောင်းစား silicon case မျိုးမဟုတ်ဘူးကာဘာကတက်လို့ရရုံလောက်ပဲအရန်အကောင်းကြီးမဟုတ်ဘူးဒါပေမဲ့ကျွန်တော်လည်းကာဘာတက်ကင်ဖို့တိတ်အစီအစဉ်ရှိတဲ့လူမဟုတ်ဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ကာဘာတက်ကင်လိုက်ဒီကောင်းရဲ့ဒီအနောက်က leather texture လေးကိုကျွန်တော်ခံစားလို့ရမှာမဟုတ်တော့ဘူးအဲ့တော့ဒီဥစ္စာကတော့ first impression မှာOppo မှာလေဒီ AI pattern လေးတစ်ခုပါလာတယ်သိလားအဲ့ AI pattern လေးကတော်တော်အသုံးတဲ့တယ်သူက screenshot ပုံစံမျိုးအလုပ်လုပ်ဒါပေမဲ့ तू က screenshot မဟုတ်အဲ့ AI pattern လေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ तू ကဒီ screen လေးကိုမှတ်ထားလိုက်တယ်ပြီးွားပြီဆိုရင်အဲ့ screen မှာရှိနေတဲ့ဟာကိုOppo ရဲ့ AI နဲ့မှာသွားပြီးတော့မှအချိန်မျိုးသူကိုဘယ်အချိန်ပြည့်မှတ်ထားဆိုတော့အဲ့ဒီမှာအယုတ်ရောင်တဲ့ဆိုင်တစ်ခုကိုမှတ်ထားတယ်ဘောလုံးပွဲရလက်တွေဖြစ်မဲ့ maybe ဘာမဆိုဖြစ်နိုင်တယ်အဲ့ဒီဥစ္စာတွေသူကအကုန်လုံးနောက်ကွယ်မှာ summarize လုပ်ထားပြီးသွားပြီဆိုရင်ကိုကသူ့ AI နဲ့မှာအဲ့ထဲက fact တွေကိုသွားပြီးမေးလို့ရတယ်ငါဒီထဲကနေပြီးတော့မှအယုတ်ဆိုင်ရဲ့ဖုန်းနံပါတ်ပြန်လိုချင်တယ်ဆိုပြီးပြောရင်အဲ့ screenshot တွေထဲကဖုန်းနံပါတ်တွေကိုသူပြန်ပြီးသွားရှာလာပြီးတာအဲ့တော့ကျွန်တော်ကတော့ကြိုပြီး script ရေးထားတာမဟုတ်ဒါပြောဖို့လည်းအစီအစဉ်မရှိတော့တိတ်အစီအစဉ်ကြမှာမဟုတ်ဘူး Oppo က AI မှာ
တော်တော်လေးကိုခက်ရှိပြေးနေတဲ့ထဲမှာပါတယ်။ဘာကြောင့်လဲဆိုတော့ तू ကဒီ software ကို hardware နဲ့ပါလမ်းပြီးတော့မှချိတ်ထားတာဒီ pattern လေးတစ်ချက်နှိပ်လိုက်တယ်နဲ့ကိုယ် screen ကိုချက်ချင်း तू က summarize လုပ်ပြီးတိမ့်ထားလိုက်တယ်ကိုယ်လည်းဘာမှအနွိုင်းလာမလုပ်ဘူးပြန်ပြီးလဲအဲ့ screenshot ရဲ့ data တွေကိုကျန်တဲ့ဖုန်းတွေလိုပြန်ရှာစရာမလိုဘူးကိုကအထဲမှာသွားပြီးရှာလိုက်အောင်ဒါဒီဖုန်းထဲမှာစမ်းပြထားတာတော့မို့တော့ကျွန်တော်အရှိမ Oppo Find X9 Pro Find X9 Pro ပြောတော့အခု Find N6 အရှိမ Find N5 ကနေတော်တော်လေးသိချပြန်ကင်ဖြစ်တာ Find N5 ကင်နေပြောတော့ Oppo Find X9 Pro ကင်နေပြောတော့ Find N6 ကင်နေအခုတော့ Find X9 Ultra Okay အဲ့တော့ဒါပါပဲဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့စောစောနိုင်မှာစောစောမိုဘိုင်းအပါဝင်လုပ်ငန်းစုအချို့ရဲ့ဖောင်တာပါအားလုံးပဲနေကောင်းကြမှာကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဒါတော့ Oppo Find X9 Ultra Bye bye